Hello，大家好，来给你们看一下，它这个话就是先炝好的蓝宝石，很好看的哦。它不是那种发灰发暗的哦，它只是在灯光下的话就是会成那样子的。然后呢，它这个的话就是用925先炝的，而且每颗都是精心挑选好的哦，很好看的哦。然后戒指也是大小是可以调整的那种，全部一起的话价格是6000人民币，全部一起价格是6000人民币哦。这种的话，所以说我们这种怎么说呢，还没先炝好买的话就是比较划算一点。这种先炝好的也不是那种用白金属呀、用黄金属做的，只是用了925先炝的都要6000多的啊，都要6000多。但是它这也是很好看的，如果喜欢的话可以私信的哦，谢谢大家。Hello， အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကကျတော့နီလာလေးပေါ့နော်။ရင်းလာပါရှင်။ထည့်ခတ်ထားပါလေးပဲရှင်။ထည့်ခတ်ထားလေးပါပြီးတော့ဒါလေးကကျတော့9 to 5လေးနဲ့ထည့်ခတ်ထားလေးပေါ့နော်။ဒါလေးဆိုလို့ရှိရင်တခါလဲပွဲတက်ဖာညာဆိုလို့ရှိရင်တခါလဲပွဲလိုက်ရုံပဲပေါ့နော်။ဝယ်ပြီးလို့ရှိရင်တခါလဲပွဲလိုက်လို့ရှိရင်ရပါတယ်ရှင်။ဒါလေးရမ်းလာပါတယ်ပြီးတော့ဈေးလေးကကျတော့လဲ15သိန်းလေးပါပဲရှင်။ကြိုက်လို့ရှိရင်စီမလာခဲ့ပြီပါ။